မင်္ဂလာပါခင်ဗျာကျွန်တော်တို့မြန်မာနိုင်ငံရဲ့သမိုင်းမှာအင်အားအကြီးဆုံးနဲ့အတောက်ပအဆုံးအချိန်ကိုပြောပါဆိုရင်လူတိုင်းပကံခေတ်ကိုပဲပြေးမြင်ကြပါပါဒါပေမဲ့အသေးငယ်တဲ့နယ်မြေတစ်ခုကနေအာရှမှာဩဇာအရှိဆုံး empire တစ်ခုအဖြစ်ဘလို့ပြောင်းလဲလာခဲ့တာလဲ AD 1044မှာနန်းတက်ခဲ့အနော်ထာမင်းကြီးဟာပကံ empire ရဲ့ဖခင်ကြီးလို့ဆိုနိုင်ပါတယ်အရင်ကကွဲပြားနေတဲ့မြန်မာနိုင်ငံတဝန်းကမြို့ပါနိုင်ငံတွေကိုတခုတည်းသောအလံအောက်မှာစုစည်းနိုင်ခဲ့ပါတယ်သူဟာစိုက်ပျိုးရေးအတွက်ကြောက်စဲလွင်ပြင်မှာ10မြောင်းနေဖောက်လုပ်ခဲ့သလိုနိုင်ငံတော်ကာကွယ်ရေးအတွက်လည်းကင်းမြို့ပေါင်း43မြို့ကိုတည်ခဲ့ပါတယ်။ဒါဟာပကံကိုစီးပွားရေးရောစီးရေးပါအင်အားတောင့်တင်စေခဲ့တာပါပဲ။စီးရေးဒီမကပါဘူးအနုရထာမင်းကြီးဟာရှင်အရဟံရဲ့လမ်းညွှန်မှုနဲ့တထုံဘီကနေပိဋကတုံးပုံကိုပင့်ဆောင်ပြီးဘူလော့ဘာသာကိုမြန်မာနိုင်ငံရဲ့အဓိကဘာသာဖြစ်ပြန့်ပွားအောင်လှုပ်ဆောင်ခဲ့ပါတယ်။ဒါဟာကျွန်တော်တို့မြန်မာစာပေအမှုပညာနဲ့ယဉ်ကျေးမှုတွေထုံးကားလာဖို့အခြေခံအုတ်မြစ်ထခဲ့ပါတယ်။ရွှေစည်းကုန်းစီတီတို့ကြီးဟာလည်းဒီကနေ့အထိအနော်ထာမင်းကြီးရဲ့တာသနာပြုစိတ်ဓာတ်ကိုတတ်တည်ပြနေစေပါပကံသမိုင်းဟာဗျာပထိုးတွေတင်မကပါဘူးစီလုံးချင်းရဲ့အင်အားစ조사အားထုတ်မှုနဲ့မျောမြင်မှုတွေရဲ့ရလဒ်တွေပါတယ်အဲ့ဒီအချိန်ကတည်းကတီဆော့ခဲ့တဲ့အုတ်တစ်ချက်စီတိုင်းမှာကျွန်တော်တို့ရဲ့ဝိညာဉ်တွေကိန်းအောင်နေပါတယ်ဒီလိုစိတ်ဝင်စားဖို့ကောင်းတဲ့မြန်မာသမိုင်းအကြောင်းတွေကိုထားပြီးကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like နဲ့ follow လုပ်ထားဖို့